ဂျပန်က ADN ဆက်တွေမှာငွေထုတ်ချင်တဲ့အခါမှာသုံးနိုင်တဲ့စကားလုံးလေးတွေတွေ့ရတဲ့စကားလုံးလေးတွေနဲ့ပတ်သက်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်နော်ပထမဆုံးကတော့ငွေထုတ်တဲ့အခါမှာဖြစ်ပါတယ်ဟီခိဒါရှိငွေထုတ်ခြင်းနောက်တစ်နည်းကတော့ရှုခင်ငွေထုတ်ခြင်းဇန်တာကရှောဂိုက်လက်ကျန်ငွေစစ်ဆေးခြင်း金額を入力してくださいကိုငွေထုတ်ချင်တဲ့ပမာဏကိုရေးသွင်းခိုင်းတာဖြစ်ပါတယ်暗証番号を入力してくださいဒါကတော့ကိုယ့်ရဲ့ဒီ password ပေါ့နော်ပင်နံပါတ်ကိုရေးသွင်းခိုင်းတာဖြစ်ပါတယ်カードをお取りくださいငွေထုတ်ပြီးွားတဲ့အချိန်မှာဒီ ADN ဆက်ထဲကနေကထွက်လာတဲ့အခါမှာပြန်ယူခိုင်းတာဖြစ်ပါတယ်お金をお取りくださいဒါကတော့ပတ်စံကိုယူခိုင်းတာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ငွေသွင်းခြင်း deposit ဖြစ်ပါတယ်預け入れငွေသွင်းခြင်းနောက်တစ်မျိုးကတော့ new king ငွေသွင်းခြင်းお札を挿入してくださいငွေသားထည့်ခိုင်းတာဖြစ်ပါတယ်ငွေစက္ကူကိုထည့်သွင်းပေးပါご確認くださいကိုသွင်းလိုက်တဲ့အချက်လက်တွေကိုအတည်ပြုခိုင်းတာဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်တော့ငွေလွှဲတဲ့အကြောင်းဖြစ်ပါတယ်ဖူလီခိုမိငွေလွှဲခြင်းဖူလီခါအဲအကောင့်နှစ်ခုကြားထဲမှာငွေလွှဲခြင်းဖူလီခါအဲအကောင့်နှစ်ခုကြားငွေလွှဲခြင်း振込先の口座番号を入力してください振込先の口座番号を入力してくださいကိုလွှဲမဲ့ဘဏ်အကောင့်နံပါတ်ကိုရေးသွင်းပေးပါ金額を確認してくださいငွေပမာဏကိုအတည်ပြုပေးပါအကယ်၍ကိုကဘာမှဆက်မလုပ်တော့ဘူးဆိုရင်ဒီ cancel လုပ်တယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးကိုကြတော့この通り引きは取り消されましたဤလုပ်ငန်းစဉ်ကိုပယ်ဖျက်လိုက်ပါပြီအကယ်၍တခုခုမှားနေတဲ့အချိန်မျိုးဆိုရင်သူကဘာပြောတတ်လဲဆိုတော့もう一度お試しくださいနောက်တစ်ချိန်ထပ်မံစူးစမ်းပေးပါကယ်၍ကိုယ့်ရဲ့ကတ်ကအကြောင်းတစ်စုံတရာကြောင့်သုံးလို့မရဘူးဆိုရင်このカードは利用できません